ဘုံဆိုင်မှာတော့ဝယ်စားကြည့်ပတ်စံ9000ဘာမှမရအောင်ဒီတစ်ထုပ်မှာ3600ပဲကျတယ်ဟယ်လိုမင်္ဂလာပါကျွန်တော် collagen အကြောင်းပြောတော့ကကျွန်တော်လာမေးကြတယ်fish collagen တွေအဓိကဟာလာသမားတွေပေါ့နော်ဟာလာသမားတွေက fish collagen နဲ့ပတ်သက်ပြီးတော့ဘာတွေတောက်တင်တယ်လဲဘာတစ်စိတ်ကောင်းလဲကျွန်တော်အကြံမပေးနိုင်ဘူးအဲ့တော့လေကျွန်တော်မဆန်းမတောက်ကြည့်ရသေးလို့အခုတော့ကျွန်တော်ဆန်းတောက်ထားပြီးဒီမှာကုန်တော့မယ်ဒါလေးကို try ကြည့်ပါ fish collagen ကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်ရောင်းအားအကောင်ဆုံး BB lab ကနေပြီးတော့မှဒါသူ့ရဲ့ active formula တွေရောထုတ်ထားတာပေါ့နော်အရာဒါလည်းချစ်စရာလေးချိုးချင်းချင်းလေးငါးညီနန်းလုံးဝမရဘူးငါးနေထုတ်တယ်ဆိုပြီးငါးညီနန်းလုံးဝမရဘူးရက်တူတူအတွင်းမှာတိတာခြင်းနဲ့အသားရည်တင်းရင်းခြင်းနဲ့အသားရည်ကြီးခြင်းနဲ့ဆိုလို့ရှိရင်ဒါလေးကို try ကြည့် easy to တဲဖောက်ရတာလည်းလွယ်လွယ်လေးဒီကောင်လေးကတထုပ်မှာ तू က low molecular weight နဲ့လောက်ထားတာဆိုတော့လေ9000 mg ပါတယ် low molecular weight ကိုသူ့ရဲ့အနံ့လေး Miss Berry လုံးဝချိုးချင်လေးကလေးတွေနားတော့မထားနဲ့ကလေးတွေကြိုက်မဲ့အရသာလေးပေါ့နော်သူရဲ့ तू ကဘာနဲ့တောက်လို့ရလဲဆိုရင်ကိုနေ့စဉ်တောက်နေကြ coffee နွားနို့နဲ့လည်းရောတောက်လို့ရတယ်ကျွန်တော်ကတော့ effective ဖြစ်အောင်လို့ကျွန်တော် coffee လည်းဖြတ်ထားတော့လေရေနဲ့ပဲတောက်တယ်ဘယ်လောက်နဲ့ရောလို့ရလဲပမာဏဘယ်လောက်များလဲဘယ်လောက်ပမာဏမရှိဘူးကြိုက်တဲ့လောက်ရောတောက်ကျွန်တော်တော့ဒီလောက်ပဲတောက်နေကြသူ့ရဲ့ကောင်းကျိုးပြောပြမယ်အသားရည်ကြီးခြင်းနဲ့ဂလူတက်ပါပြီးသားဂလူတက်တာရုံပါတယ်အသားရည်တင်းရင်းခြင်းနဲ့မြန်လေးတိတာခြင်းနဲ့သူ့ရဲ့ collagen က9000 mg ပါတယ်တစ်ထုပ်မှာဆိုလို့ရှိရင်ပေးရတဲ့ဈေးလဲကျွန်တော်ပြောပြမယ်နော်ဈေးနဲ့တော်တော်လေးကိုအလင်းတက်နေတောက်တက်နေပေါ့နော်အရသာလဲကောင်းတယ်တရက်မှာသူကတစ်ထုပ်တောက်သွားလဲရတယ်နေ့တိုင်းတစ်ထုပ်တောက်မယ်ဆိုရင်ပိုတိတာလိမ့်မယ်ဒီတကူးမှာ15ထုပ်ပါတယ်15ထုပ်ကိုတရက်ချာတစ်ထုပ်တရက်ချာဒီလိုမျိုးတစ်ခွက်ဖြောတောက်မယ်ဆိုရင်လည်းရတယ်ကျွန်တော်ကတော့အများတန်း collagen တောက်နေတာ9နှစ်ရှိသွားပြီဆိုတော့လေကျွန်တော်ဟန်နေရတော့ကျွန်တော်ကတော့တရက်ချာတောက်နေပါတော့ဆိုတော့သူ့ဈေးကဘယ်လောက်ရှိလဲဆိုတော့15ထုပ်ပါတယ်တစ်ထုပ်တဘူးလုံးကို9300ဆိုတော့15ထုပ်ပါတယ်ဆိုတော့တစ်ထုပ်မှာ3500ကျော်ကြမယ်3600ထားပါဗျာ3600ဆိုလို့ရှိရင်တရက်မှာ3600လေမဟုတ်ကအချင်းပေါင်းထုတ်တို့เนาะပူဆက်တွေမဝယ်စားနဲ့ကျမရည်နဲ့အာဟာရဖြစ်တဲ့ဒီကောင်လေးစားအခုခေတ်မှာလေပတ်စံ9000ဆိုတာဘာမှမရအောင်မုံဆိုင်မှာတော့ဝယ်စားကြည့်ပတ်စံ9000ဘာမှမရအောင်ဒီတစ်ထုပ်မှာ3600ပဲကျတယ်တောက်ကြည့်ပါဒီကောင်လေးကိုတော်တော်လေးလို့အရသာလည်းချစ်စရာလေးဆေးတောက်နေလို့လုံးဝမထင်ရဘူးငါးညနန်းလုံးဝမရဘူးကျွန်တော်ဒါလေးကိုတောက်ဖြစ်နေပါတယ်ဒါလေးကို sharing လုပ်တာပါဝယ်ချင်တယ်ဆိုလို့ရှိရင်သူ့ page လေးကိုကျွန်တော် share ပြီးတော့မှ tag တွဲထားပေးပါမယ်ကျေးဇူးပါခင်ဗျာ